အားလုံးပဲမင်္ဂလာဗျာဒီခုတင်ဆက်ပြတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကွန်နာတောင်းကံပေါ်လောင်းတဲ့ညီကိုတွေအတွက်စင်ပြေစင်မဲ့နီးလေးပါဒါကကျွန်တော်ကိုယ်တိုင်သုံးပြနေတဲ့နီးလန်းလေးဖြစ်ပါတယ်ဒီကျွန်တော်တို့တောင်းကံပေါ်ကစားတဲ့နေရာမှာဒီကျွန်တော်တို့သုံးမျိုးရှိပါတယ်ဒါကဒီ ADFD ကိုကျွန်တော်မပြောဘူးဒီကျွန်တော်တို့ပွဲချိန်ပြေကွန်နာလောင်းနီးကျွန်တော်တို့ဒီသုံးမျိုးရှိတယ်သုံးမျိုးကတော့ဒီ T1 အပေါ် T2 အပေါ် T2 over နဲ့ T1 over ဒီ total corner over ဆိုပြီးနှစ်သင်းမောင်း corner over ဆိုပြီးကျွန်တော်သုံးမျိုးဖွင့်တဲ့နေထားမှာဒီကျွန်တော်တို့ကဒီနှစ်သင်းမောင်းအပေါ်ကိုမလောက်ဘူးကျွန်တော်တစ်သင်းနဲ့ကိုပဲခွဲလောက်မယ်ဒီတစ်သင်းနဲ့ကိုခွဲလောက်တဲ့နေထားမှာဘယ်လိုခွဲလောက်အောင်လဲဆိုရင် body size ပုံမှန်ထက်ကျေးပြင်းနေတာမျိုးတို့ body size ဒီတစ်လုံးအပြည့်ရှုံးပုံစံမျိုးဒီ 2D ပုံစံမျိုးဒီ1ပေါင်း30ပုံစံမျိုးဗျာဒီပြောရမလို့ဆိုကြပါတော့ဒီ total corner sizeကျွန်တော်တို့အပေါ်လောင်းတော့မယ်ဆိုရင် body size ကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ဒီ body size ကဒီပုံမှန်ထက်ညင်းနေတဲ့ပွဲမျိုးတွေတို့ဥမာကူထားပါတော့ဒီထားတော့ဗျာဒီကူပြီးခဲ့တဲ့ဘက်ကဒီချန်ပီယံလိပွဲစဉ်တွေဆိုလဲဒီချေးပြင်းတဲ့အသင်းတွေတို့ကူလီဗာပူးတို့ဆိုလဲဒါကတော်တော်ကွန်နာစီအောင်တာများတယ်ဒါကပြီးခဲ့တဲ့ပွဲသူကအောက်သင်းဆိုတော့ကျွန်တော်မပြောဘူးဒီဟိုရှေ့ပွဲတွေမှာဒီကျွန်တော် Nottingham Forest တို့လိုပုံစံမျိုးတွေမှာဆိုရင်ဒီအဲ့လိုပုံစံမျိုးတွေဗျာခုနကကျွန်တော်ပြောလို့ပဲဒီ2 black ပုံစံမျိုးတွေလာတဲ့ပွဲတွေတို့အပေါ်သင်းကွန်နာကိုပဲလောင်းမယ်ဗျာဒီအောက်သင်းကကွန်နာကိုမလောင်းဘူးအောက်သင်းဆိုတော့ခုနကဒီသေရှုံးပွဲလေးတွေဆိုတော့ကျွန်တော်မလောင်းဘူးခုနကကျွန်တော်ပြောဆိုပဲဒီဟို1-60တို့1 black 30တို့ 2D တို့ဗျာပြောလို့လိုအပ်တာထက်ချေးပြင်းနေတဲ့ပွဲတွေပေါ့အဲ့လိုပွဲမျိုးပဲလောင်းမှာပဲပုံမှန်ပွဲကိုတော့ဟိုထားပါတော့ဒီကိုအာဆင်နယ်တို့ကဒီဝိုဗီယန်နန်တို့လိုဒီ1ပေါင်း30ပွဲမျိုးကျွန်တော်တို့အဲ့လိုကွန်နာမျိုးမလောင်းပါဘူးခုနကျွန်တော်ပြောဆိုပဲလိုအပ်တာတဲ့ body size ပြည့်နေတဲ့ပုံစံမျိုးတွေမှာပြကြဒီ2 black ဝင်ရိုးပုံစံမျိုးတွေမှာဆိုရင်ကျွန်တော်တို့အဲ့ဒီကွန်နာအဲ့အသင်းဟိုအပေါ်လောင်းပါမယ်တဲ့ဒီ body သင်းတိတက်အဲ့ဒီ T1 ကွန်နာအပေါ်ပဲလောင်းပါပဲဟာတိကျပေါ့ခုနကျွန်တော်ကွန်နာစီးဖွင့်တဲ့နေရာမှာလေဒီ total ကွန်နာကဒီ 10.5 လောက်ဖွင့်တဲ့နေထားမှာဆိုရင်အဲ့ဒီ T1 over ကကွန်နာဒီကျွန်တော်တို့ဒီ5.5 လောက်ဆိုကျွန်တော်တို့ဒီ6.5 5.5 လောက်ဆိုရင်သူကပြက်လောက်ပုံစံမျိုးရတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဟာကိုကျွန်တော်တို့ကအဲ့ဒီဟာကိုထိမ့်ပြီး4.5ပေါ်လောက်ပဲကျွန်တော်တို့9လုံးရကျွန်တော်တို့စားမယ့်ပုံစံမျိုးပဲကစားမယ်အဲ့ဒါဆိုရင်တော်တော်စင်ပြေတော့သွားတယ်ဒါကျွန်တော်ကတော့အဲ့လိုပုံစံမျိုးနဲ့သွားတယ်ဒါအခုရသည်တော့ကျွန်တော်တို့ဒါကဟိုမှတ်ချက်ပြုလို့မရသေးဘူးဒီရင်းရာသီတော့ကွန်နာဈေးအောင်တာကဒီမန်စီးတီးနယူကာဆယ်ဒီစပါဘာစီလိုနာဒီရယ်မက်ဒရစ်ဒီဘိုင်မျိုးနဲ့အသင်းကြီးတွေပေါ့အဲ့လိုအသင်းမျိုးတွေကွန်နာဈေးပေါ်အောင်သွားတာများတယ်ချက်စီတို့ရောဒီမိနစ်ကလီဗာပူးတို့တိတ်ကွန်နာဈေးမအောင်ဘူးဒါကခုနကကျွန်တော်ပြောတဲ့နေ့ပါဟို T1 ပုံစံမျိုး T2 ပုံစံမျိုးအသင်းတသင်းစီခွဲပြီးကွန်နာလောင်းတဲ့ပုံစံမျိုးအဲ့လိုအောင်သွားတာပါပြီးတော့ဒါကကွန်နာကတော့ဒီတဲ့အတိုင်းပဲဒီဘရာဇီးစီးတီးဘီတို့ဆိုရင်ကွန်နာဈေးပေါ်တာများတယ်ဒီဂိုးမရှူးတဲ့လိတ်ကတော်တော်များများကွန်နာဈေးပေါ်ပါများပါတယ်ဒါကကိုညီကိုတွေကိုသိအောင်လို့ share ရေးလုပ်တာပါကဲဘလို့ပဲဖြစ်ဖြစ်ပါဒီတော်တော်များများဒါမျိုးတွေ like ကစားတဲ့ညီကိုတွေရှိမှာပါတရားကျွန်တော်ကစားတဲ့ထက်ရမှာဒီကိုညီကိုတွေအဆင်ပြေစင်မဲ့နီးလန်းလေးပါတကယ်ဟိုအသုံးကြည့်လို့အကျိုးရှိမယ်ဆိုရင်တော့ဝမ်းသာပါတယ်ကဲစင်ပြေကြပါစေဗျာကိုလောဘကိုထိန်းနိုင်ပြီးဟိုဘယ်လိုပြောမလို့ကစားတိုင်းအောင်နိုင်ကြပါစေဆိုတဲ့ကွန်နာလောင်းနီးလေးဘယ်လိုလဲဆိုရင်ကျွန်တော်ပြောပြမယ်ဒါကကျွန်တော်မင်းညကျွန်တော်ကစားခဲ့တဲ့ပွဲတွေကိုကျွန်တော်ဒါမှတ်ထားတာပါဒီဗီဒီယိုရှေ့ပါအောင်ဆိုလို့ပါဒါကခုနကကျွန်တော်ပြောသလိုပဲဒီအပေါ်အသင်းကိုပဲကွန်နာပေါ်လောင်းမဲ့ဆိုတဲ့နီးလေးပါဒါကကိုညီကိုတွေဟိုရှင်းအောင်လို့ပါဒါကျွန်တော်ပြတာပါဒီဒီဘိုင်ယန်မြူနစ်ပွဲဆိုရင်ဘိုင်ယန်မြူနစ်မနေ့ကတော့ဒီကျွန်တော်တို့ဟို3လုံးစားနေလာခဲ့တယ်ဗျာဒီကွန်နာဈေးကဒီကျွန်တော်တို့2သင်းပေါင်းကွန်နာဆိုရင်ဒီ total ကွန်နာဆို10 point ဒီမှာ 9.5 အပေါ်တော့ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကတသင်းနဲ့အပေါ်ပဲလောက်မှဆိုတော့ဒီ total over ကွန်နာကျွန်တော်တို့မဆိုင်ဘူးဒီကျွန်တော်တို့ကတသင်းနဲ့ဘိုင်ယန်မြူနစ်အပေါ်ပဲလောက်မှာဗျာအဲ့ဒါကျွန်တော်ဒီကျွန်တော်ဘိုင်ယန်မြူနစ်ကွန်နာကိုတစ်ချက်ကြည့်ပါဒီ9လုံးရပါတယ်ဒီ total ကွန်နာ over တော့မှဒီ 9.5 ဆိုရင်ဒီကျွန်တော်တို့ဒီကိုဟာကျွန်တော်မင်းညတော့ကဒီ5.5နဲ့ကျွန်တော်ရလိုက်ပါတယ်အဲ့လိုမျိုးပေါ့ကိုလောဘကိုတော့ကိုထိန်းရမယ်ဟိုတချို့ဟာကျွန်တော်တို့မောင်းတွဲပြီဆိုရင်ကျွန်တော်ကဒီအဲ့လိုပွဲမျိုးဆိုကိုနာကျွန်တော်4.5လောက်တော့မှယူပြီးကျွန်တော်လောင်းပါတယ်ဒါကကိုညီကိုတွေကိုအဲ့လိုလေးနီးလေးပါဒီတခြားပွဲတွေလည်းကြည့်ပါဒီပွဲတွေမှာဆိုလည်းဒီ post lunt နီကိုပါကြည့်ပါဒီမှာသူတို့ရဲ့ total ကွန်နာပေါ်ကဒီမှာ 8.5 ဆိုဒီ6လုံးရရင်ပြတ်စားတယ်ဗျာဒါပေမဲ့ကျွန်တော်တို့အဲ့ဟာကိုမလောင်းဘူးကျွန်တော်ဒီ post lunt နီကွန်နာတစ်သင်းနဲ့ဝယ်တိတက်လောင်းမယ်ကျွန်တော်အဲ့ပွဲကိုလည်းဒီကျွန်တော်ကြည့်ကြပြီးလောင်းခဲ့တာဒီမှာဒီ2တယောက်လေးကိုကွန်နာ6လုံးကျွန်တော်လည်းအပွဲကိုကျွန်တော်ကွန်နာ5.5ပေါ်ပဲကျွန်တော်လောင်းခဲ့တာ
မနေဘူးပဲပွဲကျွန်တော်ရခဲ့တာအဲ့လိုပဲဗျာဟိုဒါမဲ့ဟိုခုနတော့ဒီပွဲမျိုးဆိုကျွန်တော်3.5လောက်ဆိုကျွန်တော်1.4လောက်ရခဲ့တယ်ဗျာဒါမဲ့ကျွန်တော်အဲ့ဟာဟိုမလောင်ဘူးကျွန်တော်ကြိုက်လုံးလို့ကျွန်တော်ပြောရကြည်ဒါသူ body size ကတစ်လုံး85ပြားရှုံပုံစံမျိုးပေးခဲ့တာပါဒီမှာနောက်က shutter room နဲ့ဒီ shutter room နဲ့ဆိုလည်းအဲ့လိုပဲ body size ကဒီကျွန်တော်တို့တော်တော်ပြင်းတယ်ဒီခုနလိုပုံစံမျိုးပဲဒီနှလုံးဒီသုံးလုံးစားနဲ့လာခဲ့တယ်ဒီကွန်နာဈေးရဒီမှာဟိုတိုးတက်ကွန်နာမှာဒီ9.5ပေါ်ပဲကျွန်တော်တို့ပေးတယ်ဒါမဲ့ခုနကျွန်တော်တို့ကအဲ့ကွန်နာကိုမလောင်းဘူးခုနကျွန်တော်ပြောလို့ဒီ shutter room နဲ့ပေါ်ပဲကျွန်တော်တို့လောင်းတာဒီအဲ့ဒီမှာ shutter room နဲ့ရဲ့ကွန်နာကတစ်ချက်ကြည့်လိုက်ပါဒီကျွန်တော်တို့ဒီမှာ6လုံးရတယ်ဒီခုနကျွန်တော်ပြောလို့ပဲဒီဘွဲကိုလည်းကျွန်တော်5.5လောက်ဒီကျွန်တော်တို့အဲ့လိုပဲအဆင်ပြေတယ်ပြီးကြဒီတစ်ဖက်မှာဒီနောက်တစ်ချက်ဒီမှာဒီ locomotive တို့လို့ဆိုလဲအဲ့လိုပဲအကုန်လုံးကအဲ့လိုပဲဗျာဒီကျွန်တော်ကဘေးဟာတွေတော့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့ဒီဟိုကျွန်တော်ကစားခဲ့တဲ့ပွဲလေးတွေကိုကျွန်တော်ပြောပြပဲဒီပွဲဆိုလဲကိုတိုတက်ကွန်နာ9.5ပေါ်ပဲ10လုံးဆိုပြန်စားရဒါပေမဲ့ကျွန်တော်တို့ကဒီတင်းနဲ့ပဲဒီချေးပြင်း body size ပြင်းတဲ့ကွန်နာပဲတော့ဒီမှာကွန်နာတူတယောက်တည်းကို10လုံးရသွားတာအဲ့ဒါကိုကျွန်တော်တို့စားပြီဗျာ